Hello guys ဒီနေ့ကတော့အိမ်ပြန်တော့မလို့လက်ဆောင်လေးတွေတော့ရင်လည်းလို့ရဖြစ်ပါတယ်။ကမဲကနေထားလိုက်ခဲ့တာဆိုတော့ outfit ကိုတိခန့်ကြည့်ပါဆိုတော့ညီတို့သွားခဲ့တဲ့နေရာလေးကတော့ဒီ shape စုံပေါ့နော် shape စုံမှာမုတ်လေးတွေတော့ရပါ။ကဲခုဆိုရင်တော့ရပါပြီ။ညီကတော့ဒီလိုမျိုးအရာတွေတင်းကြလို့ပေါ့နော်။ပြီးတော့ဒီမှာကညီတို့မျိုးအထက်ဆိုရင်လည်းဈေးကြီးအောင်ဆိုအများကြီးတော့မဝယ်ဖြစ်ခဲ့ပါဘူး။ဆိုတော့ဒါကတော့သူရဲ့ဆိုင်ကင်းနေရာလေးပေါ့နော်။ coffee ထုတ်ပြီးရင်တော့ coffee ထုတ်တဲ့သူတွေတော့တတိယမိတော့ပါတယ်။အပြင်မှာဆိုရင်ပေါ့နော်ဆိုမျိုးထိုင်လို့ရတဲ့နေရာလေးတွေရှိရင်အားကြောင့်စားရပေါ့။ညာနဲ့ငင်းတို့ပြန်มาပြီးပြန်ပြီးတော့ဘယ်ကိုဆက်သွားခဲ့တယ်ဆိုရင်ငင်းတို့ကဝယ်ကြရှိတယ်တဲ့မလို့ငင်းတို့က city map ဝယ်ပါမယ်။ city map ရောက်တော့ဒါလေးတွေနေရာနဲ့ငင်းက try ကြည့်ကျင်စရာဖြစ်အောင်ပါတယ်ဒါပေမဲ့မ try ရပါဘူး။ဆိုတော့ငင်းတို့လာဝယ်တဲ့အရာဖြစ်တဲ့အဖွားတော့ပေါ့နော်အဲ့အလေးတွေတော့ရပါတယ်။နှုံးမို့ပေါ့နော်ထည့်နေရပဲကြည့်တာပါဘယ်နဲ့ထုတ်လဲမသိဘူးပြီးတော့ငင်းတို့လူလာလေးရှောက်ပဲကြည့်ပြီးဆက်ရှင်းပါပြီငင်းရမ်းကြိုက်တယ်ဖျဲတီးရပြီးတော့ဆူရှီရဝယ်ခဲ့တာတော့မြင်ပြခဲ့လိုက်ပါဘူးဆိုတော့ချိန်တွေကိုသာကြည့်လိုက်ကြပါအောင်ကားနောက်ဖုံးမှာပေါ့နော်ထိုင်စရာနေရာတော့မရှိပါဘူးငင်းတို့ကိုဘော်တွေထိပါတင်ထားရပါတယ်ဘလော့ထိဝယ်လိုက်တယ်ဆိုရင်တယ်လို့တော့မနိုင်တော့ပါဘူးဆိုတော့လောက်ပါပဲဘိုင်ဘိုင်